ဘဝဆိုတာအမြဲတမ်းတသမတ်တည်းမရှိဘူးလမ်းဖြောင်းလျှောက်နေရတဲ့အချိန်တွေရှိပေမဲ့လမ်းကောက်တွေလည်းကြုံရနိုင်တယ်ညီညာနေတဲ့လမ်းတွေလျှောက်ရတာရှိပေမဲ့မညီမညာတဲ့ဂျိုင်းကွက်များစွာနဲ့လမ်းတွေကိုကြော်ဖြတ်ရတဲ့အခါမျိုးလည်းရှိမယ်မြင့်တဲ့အခါရှိပေမဲ့နှိမ်ကျသွားတဲ့အခါမျိုးဆိုတာရှိလိမ့်မယ်ဘဝဆိုတာတသမတ်တည်းမဟုတ်ဘူးလဲကျတဲ့နေရာတိုင်းမှာတိတ်ခါတော့ကြာမသွားစေနဲ့ကျန်တဲ့အရာတွေကြာရှုံးတာပြန်စူးစမ်းလို့ရတယ်ဂုံတိတ်ခါပြိုလဲသွားတယ်ဂုံတိတ်ခါပိုင်းအပြင်လဲကျသွားတယ်ဆိုရင်ပြန်ရက်တည်ဖို့မလွယ်ဘူးဒါကြောင့်ကိုယ့်ရဲ့ဂုံတိတ်ခါကိုတော့ဘယ်တော့မှဘာနဲ့မှမလဲပါနဲ့ဘလို့အကြောင်းမှလည်းလဲကျမသွားပါစေနဲ့ရုပ်ပိုင်းဆိုင်ရာဖြင့်ပြိုလဲသွားတာရှိသလိုစိတ်ပိုင်းဆိုင်ရာဖြင့်ပြိုလဲသွားတာတွေလည်းရှိတယ်အဲ့တော့ကိုယ့်ကိုယ်သတိပေးရမှာကဘယ်တော့မှစိတ်ပိုင်းဆိုင်ရာပြိုလဲလို့မရဘူးဘယ်နှကြိမ်လဲမလဲအဲ့ဒီစိတ်ကပြန်ပြီးတော့တွန်းပေးလိုက်မယ်ပြန်ထမယ်နောက်တစ်ကြိမ်လဲအောင်မလားလဲပြန်ထမယ်နှိမ့်ကြခြင်းကိုလက်မခံနိုင်ဘူးဆိုရင်ဆက်ပြီးတော့ရှောက်ရမှာပဲမရှိတဲ့အားနဲ့ပဲဆက်ရှောက်မယ်မရှိတဲ့အရာနဲ့ပဲဆက်ရှောက်မယ်မရှိတဲ့သူနဲ့ပဲဆက်ရှောက်ရတာပဲဘယ်နှကြိမ်လဲမလဲပြန်ထားရမှာပဲမျက်ရည်ကျခြင်းတဲ့အချိန်ကျလိုက်ကျပြီးပြန်သာထဘယ်တော့မှရှုံးမပေးရဘူးဘဝဆိုတာရှုံးပေးဖို့မဟုတ်ဘူးဘဝဆိုတာဆက်လက်တိုက်ပွဲဝင်နေဖို့ဒါကြောင့်အားလုံးအစဉ်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ